ရှေးဥစွာဘုရားသခင်ယေရှုတော်ကိုချီးမွမ်းပါတယ်ယခုမြန်မာတို့ပြည်မိသားစုမှာဒီသချင်းလေးဒီဘုရားဆောင်ဖြစ်ပါတယ်ဒီသချင်းလေးရဲ့အတိတ်တွေမှာဘုရားသခင်ဤဗိမာန်တော်ကြီးဟာဘုရားရှင်အတွက်ဆောက်ထားပါ၏ဘုရားရှင်ဤဗိမာန်တော်ကြီးကိုဘုရားရှင်ဤနိုင်ငံတော်အတွက်သုံးပြုပေးပါဒီဗိမာန်တော်ကိုကိုတော်လက်ခံတော်မူပါဒီဗိမာန်တော်ကိုသက်ရှင်စေတော်မူပါကိုစိတ်ဝိညာဉ်နဲ့စက္ကအနပါဤဟုအသိပေးပါသည်ဒီစတဲ့ပါတယ်